အလီမြန်တိုးတက်လာတဲ့မာမေးတိုးတက်မှုတို့ထိချုပ်ဖို့ဝင်းညင်မေဘန်တော်ကမာမေးပိုက်ဆိုင်တဲ့အရေးကြီးမျိုးတွေကိုအချိန်ချင်းအလေးဝင်တိုက်ခိုက်ခဲ့ပါတယ်။ဝင်းညင်မေဘန်တော်ရဲ့အလက်တိုက်မှုကမာမေးအဖွဲ့ရဲ့လူအများကိုကဆူကြီးကြောက်ရောက်စေခဲ့ပါတယ်။မာမေးအဖွဲ့ရဲ့ကောင်းဆောင်ရောက်ချင်းအထက်ပြီးတစ်ဖက်သက်ခုခံမနေတော့ပဲဝင်းညင်မေဘန်တော်ရဲ့ဗိမာန်ခွေကိုစာပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကြည်ရင်ရဲ့ကိစ္စကိုတောကူညီနေတဲ့ချောင်းရဲတို့အချိန်မီရောက်လာပြီးဝင်းညင်မေဘန်တော်ရဲ့လူဝိမာန်ကိုတိုက်ခိုက်ဖို့တောင်းဆိုလိုက်တာပေါ့။ခဏတော့အနားယူပြီးတဲ့အချိန်မှာချောင်းရဲယူလာတဲ့မိစ္ဆာသူတို့စီအနှစ်သာရတွေနဲ့ယောက်ျားကျေတဝန်းတိုင်းတို့စီကိုထိုးပေါက်နိုင်ခဲ့ပါတယ်။ပြီးတော့ရှောင်းရဲနဲ့ကျင်းရဲကိုဦးဆောင်ပြီးလူပိမှန်ကိုတိုက်ခိုက်တော့တာပေါ့လူပိမှန်ဆိုရင်တော့မြပြထားတဲ့တိုင်းဝဝေးစီဆွမ်းရှင်တွေကစောင့်ကြည့်နေပါတယ်ရှောင်းရဲတို့စီရပြီးတော့ဝင်းညင်ပိမှန်အတွင်းတွေကိုအထက်ကျကျနဲ့ဝင်လာနေတာပေါ့စောင့်ကြည့်နေကြတဲ့သူတွေကလေသူတို့လူမို့တော့ဝင်းညင်ပိမှန်တွေကိုကျူးကျော်လာလို့6ကိုလုံးနေကြပါပြီစီရပြီး2ယောက်ကတွေးဘူးလေးချင်းငယ်မို့ဆိုပြီးဟေးရံပဲပြတည်ရဲ့တစ်ဖက်ကလူတွေအကုန်လုံးနောက်ကို10မိုင်လောက်လွတ်ဆင်တော့ပါတယ်ဝင်းညင်ပိမှန်အကောင်တွေကစာပြီးတိုက်ခိုက်တော့ရှောင်းရဲလေသူ့ရဲ့လက်ဆွဲတို့ပေရန်ကြီးကိုကန်ပြီးဟိုချချနဲ့ဝေရမ်းလိုက်တာလူပိမှန်ရဲ့လူတော်တော့ရှော့ကုန်ပါတယ်ဒီတစ်ခေါက်တော့ရောက်ချင်းလေးပေါ့ရောက်ချင်းလေးခံခဲ့ရပြီများလာတော့ဒီတစ်ခေါက်တော့အညိုးရီနဲ့ပေါင်ပြီးတီးပြီလေရှောင်းရင်လက်တစ်ဖက်နဲ့ဆွဲငင်လိုက်တာလူဝိမန်လူတော်များစုပုံပြီးရှော့ကုန်ကြပါပဲကျန်တဲ့ကောင်တွေကထွက်ပြီးတော့ရောက်ချင်းရဲ့လောဝါတစ်ချက်အောက်မှာပဲအသက်ပြောက်ကုန်ကြပါပြီတိုင်ဝေးအစင်းတွေပြီးတိုင်ဝေးစားအစင်းဆွမ်းအားရှင်တွေရောက်လာပြီးအစီရင်ကြီးတစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်ဘာအစီရင်ကြီးမှန်းတော့မသိခေါင်းကြီးတစ်ကောင်ပေါ်လာပြီးမန်ဖီနေပါတယ်ရှောင်းရင်တော်တိုင်ဝေးစားရေဖွဲ့စည်းထားတဲ့အစီရင်ကကလေးကစားတဲ့တတပါပဲတိုင်းဝိဇာအုပ်စုတွေမှာတချင်ရရှောင်းရဲနဲ့ရောက်ချင်းရဲ့ရန်သူအောင်ကြီးမူဘူးလည်းပါဝင်နေတာပေါ့မူဘူးမှာလက်ရှိရှောင်းရဲကိုတွေ့ပြီးကြောက်လန့်နေပါပြီရှောင်းရဲနတ်ဆိုးမိတ်ဆာလေးရများသူရှိမှလီကြီးလီကျပြောရဲတယ်ပို့ဆိုပြီးမိတော့ကိုထုတ်ပြီးဘာလို့လဲတော့မသိဘူးမိတော့လုံကြီးဖြစ်သွားပြီးအယိုးကောင်းစီရင်တယ်မကဦးလူပိမှန်တိုင်းဝိဇာတွေအကုန်လုံးပြပြကုန်ကြပါတယ်မူဘူးတရားသူ့ရဲ့မိတော့အကူကြီးနဲ့ကံကောင်းပြီးမဒီပဲကြံနေပါတယ်မူကူးမှာလှုပ်တော်မလို့ရသေးဘူးရှောင်းရင်အနောက်ကနေရောက်လာပြီလေရောက်ချမ်းလေရန်သူအောင်ကြီးမှုရှောင်းရင်မကြီးခင်လေးမှာသူရင်တီးလိုက်တာပေါ့ဟိုမှာစကားဆောင်မပြောရသေးဘူးရှောင်းရင်လေပင်းကြီးပြီးတိုးတက်မှုမရှိတာတော့လေတိုက်နေပြီလေရောက်ချမ်းဒီလိုမျိုးရောက်လာတာမူကူးရဲ့ကြီးစုကြောင့်တပီကောင်းရပြီးအခုလိုမျိုးစွမ်းကြီးလာတော့ရောက်ချမ်းနောက်တော့ရစီမဲ့စကားတွေနဲ့လေတိုက်နေပါရဲ့ပင်နေနန်းမီတော့ကကိုပြမ်းမီတော့စီရင်တရားဖြစ်လို့မကောင်းတဲ့သူစီမှာထားရင်သဘောပစ္စည်းကိုဖြုံးနှီးနေရတယ်ဆိုပြီးရှောင်းရင်ပြန်ထုတ်ယူလိုက်ပါပြီရှောင်းရင်မီတော့ကိုဆွဲထုတ်နေတော့လူဝိမန်ရေးသူတို့ချင်းတပိုင်းအဆင့်ရှိရဲ့ဂူယိုးကရောက်လာပြီးတိုက်ခိုက်တော့ရောက်ချင်းရဲ့လောဝတ်တစ်ချက်နဲ့တင်လွတ်ဆင်သွားပါတယ်ဂူယိုးကရောက်ချင်းကိုတိုင်းသူရင်ဖြစ်လို့အန်အောနေချင်းရှောင်းရင်ကတော့ဝင်းကြီးပင်လူတွေကနင်းငယ်ကြာသွားတာတော့နည်းလေးမှတိုးတက်မှုရှိမလားလို့လေတိုက်နေပါပြီမူကူကကိုဖောက်ခွဲပြီးရှောင်းရင်ကိုပါတူခေါ်တော့ကိုလုံးနေပါပြီယခုလက်ရှိမှာမူကူကရှောင်းရင်ရှိမှကိုဖောက်ခွဲပြီးအဆုံးသတ်ဖို့တော့အဆင်မရှိတော့ပါဘူးမူကူကဖောက်ခွဲနေချင်းရှောင်းရင်စိတ်ဝိညာဉ်ကိုထိန်းချုပ်ပြီးလောဝတ်တစ်ချက်နဲ့ပဲဆုံးသက်လိုက်ပါတယ်မူကိုတက်ပြီးရှောင်းရင်ပင်လုံးသားမိတော့ကိုဝါမြုပ်လိုက်တာပေါ့ပင်လုံးသားမိတော့နဲ့ဆိုရင်သူ့ရဲ့ရောင်စုံဂျပန်ကို9ရောက်ရဲ့ဂျပန်အဖြစ်ခင်းကျင်းလို့ရမှာပါဒီခေါက်ဒီခံရမှာတော့ကိုရိုးလက်ပါကိုရိုးကတစိပြားကိုခြေမပြီးအကူကြီးခေါ်မယ်လို့တော့ကြည်ရင်လေရန်တွေကိုပိတ်ဆို့ထားတာမို့အကူကြီးခေါ်လို့မရတော့ပါဘူးမိတော့လေးနဲ့ပြပြအမှန်ကန်တီးတော့မယ်ချင်းဝင်းကြီးပေမှန်ရဲ့ပထမကောင်းကင်ရှင်ရောက်လာခဲ့ပါတယ်ဂူယိုကတော့ဖားတော့သူ့ကိုစူညင်နေလို့အယိုးတွေနှောပြပြီးဒါတို့ကြောင့်လုံးမယ်တွေလုံးနေပါပြီရှောင်းရင်စူညင်အောင်လုံးနေရပါဆိုတော့ပထမကောင်းကင်ရှင်ကမချတဲ့အပြင်ရှောင်းရင်ဝင်းကြီးမိမှန်နဲ့ဝင်မယ်ဆိုသူထရာရုမနေမှုဆိုပြီးပိမှန်နဲ့ဝင်ဖို့စီးယုံနေပါတယ်ရှောင်းရင်မှာခွေးပြမိတော့လေရှိတာမို့သူသားကိုလေသွေးလို့ရတယ်ပေါ့သူတို့လိုစွမ်းအားရှင်တွေပူပေါင်းပြီးကဘာကြီးကိုအိုးဆိုးမယ်တွေလုံးနေပါတယ်ရှောင်းရင်လိုစီရတပီကတော့အီဗီလီဝင်းကြီးမိမှန်နဲ့သူနဲ့မဒီမချင်းမပြီးနဲ့တိုက်ပွဲတွေဖြစ်နေအောင်ပူပေါင်းကြောင်းပြောတော့ယူနီလာပေါ့ဝင်းရင်ပင်မဲ့လူတွေအများကြီးတတ်ထားတာကိုရှောင်းရဲတို့ကိုမတိုက်ခဲ့ပဲသူ့စွမ်းအားတွေတိုးလာအောင်ဝင်းရင်ရင်းမြစ်တွေကိုစိုးယူလိုက်ပါသေးစိုးယူပြီးတိုက်ခဲ့မလို့ဘာလို့နဲ့ရှောင်းရဲကိုစိန်ခေါ်တော့ကိုရိုးကချတော့မယ်ထင်ပြီးသူရောက်ချမ်းကိုရင်ဆိုင်လိုက်မယ်လို့နေတော့ဟိုကမတိုက်ခဲ့ပဲထွက်သွားတော့ကိုရိုးမှာတကယ်ခက်တွေ့နေပါပြီရှောင်းရဲအကြီးတစ်ချက်ကိုကြောက်ပြီးကိုရိုးလေကိုရိုးတဲ့ပဲကြီးတယ်ပထမကောင်းကင်ရှင်ကိုတကယ်တော့တားကိုတိုင်းစိုးစနေအောင်ရဲ့မူလာရင်းမြစ်ကိုပါထည့်မယ်ဆိုကိုအားကောင်းတော့မှာပဲလို့ချွတ်နေပါပြီမှန်တာပဲဆိုပြီးစာပြီးတိုက်ခဲ့ပါတော့တယ်စားတိုက်ခဲ့တာကိုရောက်ချမ်းဝင်ပြီးတားပေးလိုက်တာပေါ့အဲ့တော့ရှောင်းရဲနဲ့ပထမကောင်းကင်ရှင်တိုက်ခိုက်ကြပြီလေဂူယိုကတော့ယောက်ျားနဲ့တိုက်ခိုက်နေပါပြီဝင်းကြီးပဲပဲတော်ထဲမှာဖြစ်တာမဟုတ်ဂူယိုကယောက်ျားကိုတိုင်းစိုးစင်ဆင်းဖြစ်လေအချိန်ဆွဲထားနိုင်စွမ်းတော့ရှိပါတယ်ဒါမဲ့ဂူယိုကယုံကြည်ရဲ့အပြစ်ရှိနေပုံပါပဲယောက်ျားကိုဒီတစ်ခါလဲဖမ်းရတာပဲလုပ်ပြီးနှစ်ယောက်သားလက်ဝါးချင်းနေရှင်ရိုက်နေကြပါတယ်ရှောင်းရဲတို့တိုက်ပွဲမှာဆိုရင်တော့ရှောင်းရဲပထမကောင်းကင်ရှင်နဲ့ဒါချင်းရှင်ခုံးမယ်ဆိုရင်ပထမကောင်းကင်ရှင်ကအယိုးရရဲ့ထူးခြားမှုကြောင့်အသာစီးမရပါဘူးအယိုးရနဲ့တစ်ချက်ရိုက်မိလိုက်တာရှောင်းရဲစိတ်ဝိညာဉ်ကိုတော့တန်ရသွားတော့ရှောင်းရဲနဲ့အယိုးရကိုတီးထားရတော့မှာပါအယိုးရလူကောင်းတစ်ပေါင်းရဲ့အယိုးတွေနဲ့စမ်းစရာပြီးအထဲမှာမူလာရင်းတွေများစွာပူဇော်ထားတော့ဒါနဲ့တစ်ချက်ခုတ်ခင်ရမယ်ဆိုစိတ်ဝိညာဉ်ကိုတော်လေးထိခိုက်သွားမှာပါတိုင်းဝက်တွေကိုရှောင်းတင်းပြီးဂူမျိုးနဲ့စုရဲ့လက်ဝိုင်းနဲ့ရိုက်တာတော့တစ်ချက်လေးနဲ့ဖျက်ဆီးလိုက်ပါတယ်ပထမကောင်းကင်ရှင်ကဗတိုင်းကွက်မှန်းတော့မတည်ဘူးတိုင်းကွက်နဲ့မြင်အယိုးရီဂရီကောင်းကင်တကြံကွဲဆိုတဲ့တိုင်းကွက်နဲ့သူ့ရဲ့အယိုးရကိုကြီးမားစီပြီးရှောင်းရဲကိုခုတ်တော့
အဲ့လိုတိုင်းခွက်ကရှောင်းရဲ့အတွက်အသုံးမဝင်တာမို့ရှောင်းရဲ့သူ့ရဲ့မိတော်တွေနဲ့ပဲကာထားလိုက်တာပေါ့နောက်တစ်ချက်ထပ်ကိုတော့ရှောင်းရဲ့ဓာတ်ကိုသူ့ရဲ့မိတော်တွေနဲ့ဖြည့်ဆည်းရမယ်ချင်းပြီးလီတောင်ပြန်တက်လိုက်ပါသေးအဲ့တိုက်ခိုက်မှုကြီးမှာအယိုဒကတော့ပျက်စီးမသွားပဲပောက်ကွဲမှုကြီးဖြစ်ပြီးရှောင်းရဲ့လေးအနောက်ကိုအနေငယ်ဆုပ်သွားပါတယ်ရှောင်းရဲ့အတွက်တောင်အဲ့ဒီယိုဒအတော်လေးကိုထူးဆန်းနေပါတယ်ရှောင်းရဲ့မိတော်ကလေးရတာကာကွယ်မထားရင်ရှောင်းရဲ့လေးအခုချိန်မှာအတော်လေးကိုနစ်နာနေတော့ပါပြီအဲ့ဒါမှစိတ်ဝိညာဉ်ကိုထိခိုက်စေလိုင်းကြီးရတရားတဲ့နေရာနဲ့မှာပြင်းနေနေတာဖြစ်လို့ရှောင်းရဲ့တယောက်အတော်လေးကိုသတိထားပြီးတိုက်ခိုက်ရတော့မှာပါရှောင်းရဲ့အစွမ်းကြီးတာမို့ရှောင်းရဲ့တက်ပြီးမူနာရင်းမြစ်ကိုဒါရိုက်ထည့်မယ်ဆိုသူ့ရဲ့ယူဒအတော်လေးကိုစွမ်းကြီးတော့မှဖြစ်လို့ဘာပဲဖြစ်ဖြစ်ရှောင်းရဲ့ကိုတော့အရယူတော့မှာပါသူ့ရဲ့ယူဒကိုစဝိုင်းမှုပြောင်းပြီးရှောင်းရဲ့ကိုတိုက်ခိုက်တော့ဒီတိုင်းခုခံရင်အစီအမံပြေနေတာမို့အရင်ဆုံးထွက်ပြေးနေရပါပြီပြန်ဘက်ကတော့ကျင်းတဲ့အားရနေပြီးစဝိုင်းမှုဓာတ်တွေကိုအများကြီးဖြစ်တော့အောင်ပွားလိုက်ပြီးတိုက်ခိုက်တော့ရှောင်းရဲ့လေးပြေးမရတော့မထိခိုက်မိအောင်ပဲခုခံနေရတော့ပေါ့ရှောင်းရဲ့ပြည်တဲ့တိုင်းကွက်ကိုတောင်းအသာလေးဖျက်ဆီးပစ်လိုက်တော့လေယာနဲ့အစိုးရရှိအောင်ငကားမျိုးတွေရေချုပ်ဝရှိနေလို့မိုးဝင်ရှောင်းရဲ့လေးစိတ်ဝိညာဉ်တော်လေးထိခိုက်နေတော့ပါပြီရှောင်းရဲ့တော့အကျဉ်းရသောပုံရပါတယ်ပထမကောင်းကင်ရှင်ရရှောင်းရဲကိုတစ်ခါဖြည့်ဆည်းမရရင်နှစ်ခါဖြည့်ဆည်းမယ်ဆိုပြီးဆက်တိုက်ခိုက်နေတာပေါ့ဓာတ်တွေကိုပေါင်းဆက်ပြီးတစ်ခုလေးဖြစ်အောင်လုပ်ပြီးရှောင်းရဲကိုတည်တည်နေတော့တဲ့အားနဲ့တိုက်ခိုက်တော့ရှောင်းရဲမရှောင်းတော့ပဲခုခံပြီးသူ့ရဲ့မရဏကောင်းကင်မြတ်ဆိုတဲ့ဝိညာဉ်တိုက်ခိုက်တဲ့တိုင်းဝက်ကိုထုတ်သုံးလိုက်တော့ဝိညာဉ်ဗိမှန်လူတွေအတွက်တော့တကယ်ကိုဒုက္ခရောက်ပြီလေဧရိယာကြေးကြီးမို့အလွယ်တကူထွက်ပြေးလို့မရတော့ပထမကောင်းကင်ရှင်မှာဆေးဝိညာဉ်နောက်ရှစ်ဖြစ်ပြီးဒုက္ခရောက်နေချင်ရှောင်းရဲခန္ဓာကိုခွဲထုတ်ပြီးနောက်ထပ်စီးမင်းတိုင်းဝက်ဖြစ်တဲ့မရဏလက်ချောင်းတိုင်းတွေပါအတိုက်ခိုက်ခံရတော့ပြင်ပက်လေးအတော်လေးထိခိုက်တော့ပါတယ်ဂူယိုကရောက်ရှဲနဲ့ချနေရတော့အာယုံပြောနေသေးတော့ဟိုကလဝါနဲ့ရိုက်ပြီလေနောက်ဆုံးတိုင်းခွက်ဖြစ်တဲ့မရဏလဝါတိုင်းကိုတခါလေးအစိုးသက်ဖို့ထုတ်သွင်းလိုက်ပါပြီအဲ့ချိန်မှာပဲဝင်းကြီးဗိမှန်တို့ရဲ့စွမ်းရှင်တွေရဲ့ဒုတိယစွမ်းအကြီးဆုံးဖြစ်တဲ့ဒူနန်တော်တခင်ရောက်လာပြီးရှောင်းရဲရဲ့လဝါတစ်ချက်ကိုအလွယ်လေးပဲဖျက်ဆီးပစ်ပါတယ်နောက်တစ်ပတ်လာမယ့်ပန်းကတော့ဒူနန်တော်တခင်နဲ့ရှောင်းရဲတို့ရဲ့တိုက်ပွဲကြီးကိုကြည့်ရတော့မှာပါ